ဘာလဲကြီးနေဘူးချီပေါ့နောက်တစ်ခါပြန်တော့အောင်မယ်ရှင်အော်ကိုတို့ဟိုတစ်ခါတော့ဗီဒီယိုရိုက်ပြထားတယ်ဟာလားဟုတ်တယ်နိုင်သွားယူရမှာပေါ့နော်မီးရဲ့နိုင်လေးတဲတဲလေးပွန်းသွားတာလေဘယ်တော့ကုန်သွားလဲဆိုတာတော့သိကြမယ်နော်ကိုယ်တိုင်လည်းသွားယူရတယ်ပေါ့နော်မပို့ပေးဘူးဒါကြောင့်မလို့ကိုယ်တိုင်လည်းယူရပါတယ်ရှင်ဘယ်လိုလဲယူရအိုင်ကွန်ဆရာမောโอเคဘိုင်အခုပဲရပြီအခုဆိုလို့ရှိရင်နော် icon ဆရာကိုရောက်ပါပြီရှင်ဘူချီက icon ဆရာမှာပြင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ icon ဆရာမှာပဲလာယူရတယ်ပေါ့နော်တခြားနေရာတော့ယူမြာသူကတနေ့ဒီပြည့်နေနေရဆိုပြည့်နေနေပြန်လာယူရဟုတ်တယ်အဲ့ဒါ icon ဆရာတဲ့ဝင်မယ်မိသွားမယ် let's go မိရောက်ပြီသွားယူမယ်လာครับพี่สวัสดีครับพอดีผมมาเอานาฬิกาที่ซ่อมไว้อันนี้มีคนโทรแจ้งเรียบร้อยแล้วครับพี่ဆိုလို့ရှိရင်တော့အထဲထဲကိုရောက်ပြီပေါ့နော်လာယူတာပေါ့နော်ได้ครับพี่ได้ครับသူပြောနေဟိုလှလိုက်တယ်လို့ได้ครับพี่ดูโซนายีเนี่ยသူတို့သွားဆယ်ဆယ်နဲ့စာပြေပြလိုက်ပြီးတော့ဗိုက်ဆယ်ပြလိုက်သူ့ဆယ်ဆယ်နဲ့ခဏသူယူလာပြန်မယ်ဒီမှာခုချီတစ်ခါတစ်ခါပြေအီတလီပို့ရမယ်အဲ့ဒါလေးငါလာတော့ကြာကြည့်လိုက်ပါကြည့်ဦးတယ်ครับครับโอเคเอาสู้นะဒါอันนี้มันมีอันนี้คุมอยู่นะคะครับครับเดี๋ยวค่อยไปเล่าเอาครับเดี๋ยวลองดูก่อนเนาะเอาปอมาปลาสเตชีเราควรอะไรมีเนาะโอ้โหโอเคได้แล้วครับพี่ขาส่วนลงงาเท่าไหร่ในยาจ่ายค่าบริการ 5,200 นะครับพี่ครับผมครับโอเคครับพี่นี่ผมได้ครับผมครับอย่าพี่เล่าคุณป้าพี่เนี่ยကျိုးလေးနည်းနည်းချောင်းလို့ပြန်ကျက်တယ်ဒါပေမဲ့ဒါနောက်ဆုံးအပေါက်ပဲတော့နောက်ထပ်ထပ်ဖောက်လို့မရတော့ใส่เลยครับพี่ใส่น้ำใส่เลยไหมแต่ว่าอะไรไม่ได้เลยโอเคไอ้จ๋าว่าอะไรนี่ကြီးလို့ရှိရင်လိုချင်နေမှာဆိုလို့မကြီးတော့တော့เข้าใจอยู่ละကိုလည်းလိုချင်နေရပါဆိုနေခါမှာစိတ်ကိုဖြေထားတာနော်တော်ဖြေထားတာရန်တက်တွေဝယ်တဲ့အခါမှာဘာတခုရလဲဆိုတော့ပစ္စည်းကိုလေအထီးရမကန်ရက်လေးနဲ့အဲ့လိုလေးသုံးရတယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကျတော့တုံးပြီးတဲ့အခါပြန်ပြင်လဲသူတို့ဘလောက်ပဲပတ်ကန်ပေးတာဒီဟာတွေဆိုမှန်မှပတ်ကန်မပေးတဲ့အတွက်ကြောင့်ပတ်စံရှင်းအချင်းရကြတော့လေမိပြင်ထားတာ9လတောင်ကြာတယ် Oh my god โอเคပနာမိုင်းနေရောက်ကူချီတယ်မှာဒါဘာဖနဲ့လဲဆိုလို့ရှိရင်ခွချီပါခွကြိုက်တာလည်းမနေတော့ခွချီနေတာလည်းမနေတော့ကူချီရောက်ရောက်တယ်ဟုတ်လားဒီနေ့ဖနဲ့ဒီဖနဲ့လေးပဲဖာလာလို့ကောက်ဆွလာအဟိုယူပြီးပြီဒီနေ့တော့ဒီလောက်ပါပဲဒါကတော့ကူချီလာပြတာလေးပဲဖြစ်ပါတယ်တေချာရိုးသေးကင်ကြပါဝယ်ဘူးတဲ့သူတွေလည်းဝယ်မဲ့လူတွေလည်းပေါ့နော်တေချာစဉ်းစားပြီးတော့တေချာလေးရိုးသေးကင်ကြပါလို့ပြောချင်ပါတယ်ဒီကတော့တစ်ခါထိဘူးပြီဆိုတော့လာပြောပြရပါပေါ့နော်โอเคဘိုင်ဘိုင်ဒီနေ့တော့ဘိုင်ဘိုင်